The Social Network ရဲ့ဇလန်းအစမှာတော့ Mark Zuckerberg က Harvard တက္ကသိုလ်မှာတက်ရောက်နေချိန်ကနေစတင်ထားပါတယ်။ Mark Zuckerberg ဟာညံကောင်းပေမဲ့သူစိတ်ဝင်စားတာကိုပဲအာရုံစိုက်နေတတ်တာကြောင့်လူမှုဆက်ဆံရေးမှာတော့အားနည်းသူတစ်ယောက်လို့ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်းရည်စားဖြစ်သူ Erica Albright ကနောက်ဆုံးမှသူ့ကိုလမ်းကွဲခဲ့ပါတယ်။ Mark ဟာဒေါသအားငယ်စိတ်တို့နဲ့အတူအဆောင်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီညမှာပဲ Face Mesh ဆိုတဲ့ website တစ်ခုကို hack လုပ်ပြီးစမ်းသပ်ဖန်တီးခဲ့ပါတယ်။အဲ့ဒီ website ကကျောင်းသားတွေကိုတပ်ပုံနေမျှဝေပြီးအဆင့်သတ်မှတ်ခွင့်ပြုထားတဲ့ website တစ်ခုပါ။ဒီ site ဟာတညချင်းပဲကျောင်း network ကိုရပ်သွားလောက်အောင် traffic တွေများပြားသွားခဲ့ပါတယ်။ဒီဖြစ်အကြောင်း Mark ဟာ6လကြာကျောင်းပြတန်ချမှတ်ခံခဲ့ရပြီး website ကိုလည်းတက္ကသိုလ်ကပိတ်သိမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ကသူ့ကိုနာမည်ကျော်ကြားစေခဲ့ပါတယ်။ဒီဖြစ်ကပဲ Facebook ကိုဖန်တီးဖို့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီချိန်မှာပဲ Harvard ရဲ့နာမည်ကြီးလှေလော်အားကစားသမားအမွှာညီအကို Cameron နဲ့ Tyler Winklevoss တို့ကလည်းသူတို့မှာ Harvard Connection ဆိုတဲ့ Harvard ကျောင်းသားတွေတည်တံ့ချိတ်ဆက်နိုင်မဲ့ social network တခုလုပ်ဖို့စိတ်ကူးရှိနေပါတယ်တဲ့။ဒါကြောင့်သူတို့က Mark နဲ့လာတွေ့ပြီးသူတို့ရဲ့စီမံကိန်းမှာလိုအပ်နေတဲ့ programmer နေရာအတွက် Mark ကိုခေါ်ယူဖို့ကြိုးစားကြပါတယ်။ Mark ကသဘောတူခဲ့ပြီမဲ့လက်တွေ့မှာသူ့ကိုယ်ပိုင်ပိုကောင်းတဲ့ version တစ်ခုကိုလျှို့ဝှက်တည်ဆောက်နေကြတာပါ။နောက်ပိုင်းမှာ Mark ဟာသူ့ရဲ့အရင်နှီးဆုံးသူငယ်ချင်းဖြစ်သူ Eduardo Saverin ကိုတိုင်ပင်ပြီး The Facebook ဆိုတဲ့ network ကိုစတင်ဖို့ကြိုးစားခဲ့ပါတယ်။ Eduardo ဟာငွေချေးပိုင်းကိုတာဝန်ယူပြီးဒေါ်လာ1000ကိုယင်းနှိမ့်မြုံနှံသူအဖြစ်ပေးခဲ့ပါတယ်။ဒီလိုနဲ့2004ခုနှစ်မှာ The Facebook စတင်အသက်ဝင်လာပါတယ်။အစပိုင်းမှာဝန်ဆောင်မှုက Harvard အတွင်းကကန့်သက်ထားတော့လေနောက်ပိုင်းမှာ Mark Zuckerberg ရဲ့ဆုံးဖြတ်ချက်နဲ့အခြားကျောင်းများတို့တိုးချဲ့ခဲ့ပါတယ်။ဒီစနစ်ကအောင်မြင်သွားပြီး Yale, Columbia, Stanford စတဲ့ကျောင်းတွေစီကိုလင်းမြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲ Winklevoss ညီကိုတွေကသူတို့ရဲ့စိတ်ကူးကိုခိုးယူတယ်ဆိုပြီး Mark ကိုတရားစွဲဆိုခဲ့ပါတယ်။ Winklevoss ညီကိုနဲ့သူတို့ရဲ့ partner Devya Narendra တို့ပါဝင်တဲ့အဆိုပါတရားစွဲဆိုမှုဟာ2004ခုနှစ်မတ်လမှာစတင်ခဲ့ပြီး Facebook သည်အများဆုံး Facebook share 1.2 တန်းကျော်ကိုလွှဲပြောင်းပေးပြီးဒေါ်လာ30ပေးချေရန်သဘောတူညီမှုနဲ့2008ခုနှစ်တွင်နောက်ဆုံးပြည်လည်သွားခဲ့ပါတယ်။ဒီကြားထဲမှာပဲ Mark ဟာရှောင်းပါကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ရှောင်းဟာနာမည်ကျော် music sharing site ဖြစ်တဲ့ Napster ရဲ့ပူးတွဲတည်ထောင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ရှောင်းဟာ Mark ရဲ့ဖန်တီးမှုကိုတွေ့ရှိခဲ့ပြီးလာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ရှောင်းဟာ Mark ကိုပထမဆုံးတွေ့လိုက်ရချိန်မှာပဲ The Facebook ကို$ဘီလီယံတန်ဖိုးရှိတဲ့စီးပွားရေးကြီးဖြစ်လာနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။2004ခုနှစ်မှာပဲ Mark Zuckerberg ဟာသူ့ရဲ့ဒုတိယနှစ်မှာ Harvard ကနေထွက်ပြီးသူ့ရဲ့ Facebook project ကိုအပြီးသတ်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ Mark ဟာနီးပညာနဲ့စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေပေါ်များရာ Silicon Valley, California တို့ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပါတယ်။ California Palo Alto တွင်အိမ်တစ်လုံးငှားခဲ့ပြီးထိုအိမ်မှာပဲသူ့၏ရုံးခန်းကိုစတင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Sean Parker ရဲ့အကြံပေးမှုနဲ့ The Facebook ကိုရိုးရိုး Facebook ကိုပြောင်းလဲခဲ့ပါတယ်။ California တို့ပြောင်းရွှေ့ခဲ့ခြင်းကလည်း Sean Parker ၏တိုက်တွန်းမှုတချို့ပါဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာ Sean Parker သည် Facebook ၏စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များတွင်နေရာယူလာခဲ့ပါတယ်။
တစ်ဖက်မှာတော့ New York မှာကျန်နေခဲ့တဲ့တငယ်ချင်းဖြစ်သူအဒူယာတို့ဟာကုမ္ပဏီကိုစတင်ရင်းနှီးမြှုပ်နှံသူဖြစ်ပေမဲ့ Facebook ၏ဘန်ဒါရေးဆိုင်ရာကိစ္စများတွင်လစ်လျူရှုကန်လာရသည်ဟုခန်းစားခဲ့ရပါတယ်အဒူယာတို့ကစီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာစီကံတွေရှေ့ရဝေစုကိစ္စတွေကိုစိုးရင်ပေးခဲ့ပေမဲ့မတ်ကတော့တငယ်ချင်းချစ်ချီရေးထက်လုပ်ငန်းရဲ့တိုးတက်မှုကိုသာဦးစားပေးခဲ့ပါတယ်ဒီကြားထဲမှာပဲမတ်ကတငယ်ချင်းနှစ်ယောက်ရဲ့ဆက်ဆံရေးကိုလုံးဝဖျက်ဆီးစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်ရှောင်းပါဂါ၏လှုပ်ဝက်အကြံပေးမှုနဲ့မားခ်နဲ့ရှေ့နေများသည်အဒူယာတို့ကိုဆွဲဆောင်၍စာချုပ်အသစ်တစ်ခုကိုလက်မှတ်ရေးထိုးစေခဲ့ပါတယ်ထိုစာချုပ်ကြောင့် Facebook ကုမ္ပဏီအတွင်းအဒူယာတို့၏ရှယ်ယာပိုင်ဆိုင်မှုသည်34%မှ3.33%သို့ကျဆင်းသွားခဲ့ပါတယ်ဒီဖြစ်ရပ်ကိုနားလည်ခဲ့ချိန်မှာအဒူယာတို့ဟာမားခ်နဲ့ရှောင်းပါဂါတို့ကိုရင်ဆိုင်တွေ့ဆုံခဲ့ပြီးပောက်ကွဲခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ အဒူယာတို့ဟာမားခ်ကိုတရားစွဲဆိုခဲ့ပါတယ်မားကနောက်ဆုံးမှာသူ၏ရှင်းနေဖြစ်သူမာရီလင်တယ်တီရဲ့အကြံပြုချက်အတိုင်းအားလုံးကိုပြေလည်အောင်လှုပ်ဆောင်ပေးခဲ့ပါတယ်2006ခုနှစ်ဇန်နဝါရီမှာတော့ Facebook Mission ဟာတည်ကြတဲ့အတိုင်းပဲအရှိန်အကောင်းဆုံးကိုရောက်လာခဲ့ပြီးကြီးမားတဲ့ social network ကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။တိတ်မကြခင်မှာပဲ Mark Zuckerberg ဟာ2009ခုနှစ်ဖေဖော်ဝါရီလမှာတော့ Billionaire Club သို့ဝင်ရောက်ခဲ့ပြီးအသက်23နှစ်တွင်သူသည်ကမ္ဘာအသက်အငယ်ဆုံး Billionaire ဖြစ်လာခဲ့ပါတယ်။ Mark ကတော့ Facebook ရဲ့ရည်ရွယ်ချက်ကကမ္ဘာကြီးကိုပွင့်လင်းအောင်လုပ်ဖို့ပါဒါကပိတ်ဆံနဲ့ဘရောမှမပတ်သက်ပါဘူးလို့ပြောဆိုခဲ့ပါတယ်